ကြားဟိုမုံအထွက်တိုးစေမယ်အကြောင်းကိုကျွန်တော်ဒီနေရာမှာရှင်းပြပေးမယ်။ဘာကြောင့်ကျွန်တော်တို့ကကြားဟိုမုံကြီးကအရေးကြီးတဲ့နေရာကဏ္ဍကနေပါဝင်လာလဲဆိုယောက်ျားလေးရဲ့မှုဆွင်းစိတ်ပိုင်းဆိုင်ရာတွေခန္ဓာကိုယ်ပိုင်းဆိုင်ရာတွေအစီအကျမှုတွေကြွက်သားတက်မှုတွေနောက်ဆုံးယောက်ျားတစ်ယောက်ဖြစ်ပြီဆိုတာနဲ့အဲ့ရဘောကကိစ္စတွေအကုန်လုံး performance ခေါင်းစဉ်အောက်မှာရှိနေတာဖြစ်တဲ့အတွက်ကြားဟိုမုံကမရှိမဖြစ်လိုအပ်တယ်။အကယ်ကြားဟိုမုံကျွန်တော်တို့က lagging ဖြစ်နေပြီ deficiency ဖြစ်နေပြီကျနေပြီဆိုလို့ရှိရင်ကျွန်တော်တို့ကစိတ်ပိုင်းဆိုင်ရာပျော်ရွှင်မှုတွေလည်းကျလာမယ်stress တွေလည်းများလာမယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ရုပ်ပိုင်းဆိုင်ရာမှာလည်း performance တွေကထင်သလောက်မဖြစ်တော့ဘူးကျွန်တော်မမားခောက်ဆွဲတွေပါဖြစ်ကုန်နိုင်မယ်အဲ့တော့အဲ့လိုမဖြစ်ရလေအောင်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုလို့ရှိရင်ကြားဟိုမုံကိုထိမ့်သိမ်းရမယ်ကြားဟိုမုံကိုထိမ့်သိမ်းတဲ့နေရာမှာလည်းနီလန်းတကြထိမ့်သိမ်းမှသာလင်းကျွန်တော်တို့ရဲ့ကြားဟိုမုံတွေကပြန်ပြီးတိုးတက်လာတာမြင်ရလိမ့်မယ်အဲ့တော့ကျွန်တော်တို့18နှစ်လောက်ကိုကျွန်တော်တို့ပြန်သွားကြည့်မယ်ဆိုရင်18နှစ်လောက်မှာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကအကောင်းဆုံးနဲ့အမြန်ဆုံးအလင်းမြန်ဆုံးအထက်တန်ဆုံးတခုဆိုလို့ရှိရင်အလောက်ချင်ဆုံးအတန်မာဆုံးဆိုတဲ့အခြေအနေကိုရရှိလိမ့်မယ်စိတ်မြန်လက်မြန်ကိုမြန်ပေါ့ဗျာစိတ်သွားတိုင်းကိုပါတဲ့အချိန်တွေမှာရှိတယ်တဖြည်းဖြည်း25နှစ်လောက်ထိကကျွန်တော်တို့အကောင်းဆုံးချိန်တွေပိုင်ဆိုင်ခဲ့ပြီးတော့25နှစ်အထက်ရောက်လာပြီး30လဲကျော်လာကျွန်တော်ခန္ဓာကိုယ်စပြီးတော့ drop ဖြစ်လာပြီးကျလာပြီးဘာဖြစ်လာလဲဆိုလို့ရှိရင်ကြားဟိုမှာအသက်30ကျော်ပြီး35ဝန်းကျင်လောက်ဆိုလို့ရှိရင်တိတာပိုကျလာအဲ့တော့သွေးဖောက်စစ်လိုက်တဲ့အချိန်မှာဆိုလို့ရှိရင်သွေးရဲ့ result မှာဆိုရင်မိတ်ဆွေတို့မြင်ရလိမ့်မယ်ငယ်ရွယ်တဲ့ပမာဏလောက်ကကြားဟိုမုန်ခန္ဓာကိုယ်မထွက်နိုင်တော့ဘူးအဲ့တော့နိုင်ငံခြားမှာဆိုလို့ရှိရင်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ TRT တွေပိုင်းတောင်သုံးကြတယ် TRT ဆိုတာ testosterone ကိုtherapist လောက်တာပေါ့နော်ပြန်ပြီးတော့ recover ဖြစ်အောင် therapist လောက်တဲ့နည်းလမ်းနဲ့သုံးကြတယ်ဒီနိုင်ငံမှာတော့အဲ့လောက်ကြီးဟော်မုန်းနဲ့ပတ်သက်ပြီးတော့တိတ်မခက်စားသေးဘူးပေါ့ okay အဲ့တော့ဟော်မုန်းကဘယ်လောက်အရေးကြီးလဲဆိုကျွန်တော် daily life မှာ performance တွေမှာကျွန်တော်စိတ်အပိုင်းဖြတ်မှုတွေမှာကောအလုပ်လုပ်တဲ့နေရာမှာကောတက်ကြွမှုတွေကောပင်ပန်းခံမှုတွေကောက testosterone ပေါ်မှာအများကြီးအခြေခံတယ်အဲ့တော့ယောက်ျားတစ်ယောက်ရဲ့look အသွင်ပြင်ကိုကြည့်မယ်ဆိုလို့ရှိရင် testosterone ကောင်းခြင်းမကောင်းခြင်းကဘာကိုမြင်ရလဲဆိုလို့ရှိရင်အတန်အရက်ပြီးတော့လို့ရှိရင်ကြွက်သားအစီအမွှေးမြင်ဒါတွေကိုကျွန်တော်တို့ကြည့်ပြီးတော့မြင်နိုင်တယ်အဲ့တော့အတန်အော်အမွှေးမြင်ကောင်းတယ်ရက်ရှိထောင်းမောင်းဆိုဒါ testosterone အားကောင်းတဲ့အခြေအနေမှာရှိတယ်အကယ်မဟုတ်ဘူးအတန်ညှောင်းနာနဲ့ခန္ဓာကိုယ်မှာလည်းအမွှေးမြင်ကလည်းတိတ်မရှိဘူးအတန်ကလည်းမကောင်းဘူးအရက်ကလည်းအလောက်မဟုတ်ဘူးသပင်တွေကလည်းနေတိုင်းကျွတ်နေတယ်ဆိုလို့ရှိရင်တော့တေးကြတဲ့ testosterone ကျနေပြီဒါမှမဟုတ်လည်းအထွက်နည်းနေပြီအဲ့တော့အဲ့လိုမျိုးမဖြစ်အောင်ကျွန်တော်တို့ဘာလုပ်မလဲဆိုလို့ရှိရင်တေးကြပေါ့အဲ့ဒီဟာကိုအထွက်တိုးအောင်ပြန်ပြီးတော့ကျွန်တော်တို့နီလန်းနဲ့ရှာဖွေရမယ်အဲ့တော့ဒီထဲမှာကျွန်တော်ဒီနီလန်းတွေကိုကျွန်တော်ပြောပြပေးမယ်ကျွန်တော်ကိုယ်တိုင်လည်းလုပ်တယ်ကျွန်တော်ကိုယ်တိုင်လည်းသုံးတယ်အဲ့တော့မိတ်ဆွေတို့လည်းယောက်ျားတိုင်းမြန်မာနိုင်ငံမှာရှိတဲ့ယောက်ျားတိုင်းစောက်ဝမ်းကျန်းရမယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာဖြစ်ပြီးတော့အဲ့တော့အားလုံး share ဖြုတ်ကြမယ်โอเคအဲ့တော့နံပါတ်1အစားတောက်တွေအကြောင်းကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်အစားတောက်တွေမှာဆိုလို့ရှိရင် zinc ဓာတ်ကျွဲဝါတဲ့အစားတောက်တွေကကျွန်တော်တို့ testosterone ကိုအများကြီးအထောက်အကူပြုစေတယ်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်ကမာကောင်မှာတော့ zinc ဓာတ်ကအကျွဲဝါဆုံးပဲလို့ရေးထားတယ်ဒါပေမဲ့ကမာကြီးပဲနေတိုင်းဆိုင်ကျွန်တော်တို့လည်းပန်းကဘာတွေမှာခြားခြားလေးနေလိမ့်မယ်တစ်ခါတလေကမာကောင်လေးပါလေးစားပေါ့နော်ကျွန်တော်ကတော့ကမာနဲ့မတည့်တော့မစားပြဘူးပေါ့နံပါတ်2အမဲသားဆိုလို့ရှိရင်အသားထဲမှာဆိုလို့ရှိရင်အလွယ်ကူဆုံးတဲ့ zinc ဓာတ်အကျွဲဝါဆုံးအသားဖြစ်တယ်စားလို့ရတယ်ဆိုလို့ရှိရင်စားကြပါအဆင်ပြေပါတယ်နောက်တစ်ချက်ကဘာလဲဆိုလို့ရှိရင်ကလဘဲကတော့ပြောမနေနဲ့အဲကြောင့်အိန္ဒိယနဲ့ပါကစ္စတန်တို့မှာရှိတဲ့သူတွေကဘာကြောင့်ထောင်မောင်းကြီးတွေနဲ့အမွှေးမြင်နဲ့တန်နေရလဲဆိုလို့ရှိရင်ဒီသူတို့ရဲ့ genetic ကိုကလည်းသူတို့ရဲ့မျိုးရိုးဗီဇကလည်းတေချာပေါက် testosterone အားကောင်းတဲ့မျိုးရိုးဗီဇတွေဖြစ်ပြီးတော့သူတို့စားသုံးတဲ့အခါမှာလည်းပဲကမပါမဖြစ်နေတိုင်းပဲပါတယ်အဲ့တော့ကြောင့်သူတို့ကကျွန်တော်တို့ထက်တန်ပါတယ်ဆိုတာစဉ်းစားဖို့မလိုအပ်ဘူးအများကြီးလဲစားနိုင်တယ်အများကြီးလဲလှုပ်ရှားနိုင်တယ်အများကြီးလဲတန်ပါတယ် okay genetically ရတန်မာအပြင်အစားတောက်ကလည်းတို့ကကောင်းမွန်အဲ့လိုစားနေတာဖြစ်တော့ကျွန်တော်တို့ကြော်တက်နေတာပေါ့နောက်တစ်ချက်ဘာလဲဆိုလို့ရှိရင်ကလဘဲဒိန်းချင်းเนาะပြီးတော့လို့ရှိရင်နောက်တစ် zinc ဓာတ်ကျွဲဝါတာဆိုလို့ရှိရင်ဖယုံစီမှုနှမ်းဒါတွေကလည်း zinc ဓာတ်ကျွဲဝါတယ်အဲ့တော့ကြောင့်ထိုက်တင်တယ်လို့လေးဖြည့်ဆွတ်ပြီးစားစေချင်ပါတယ်ဒါကတော့ zinc အကြောင်းပါနောက်တစ်ခုကဘာလဲဆိုလို့ရှိရင် vitamin D vitamin D ကဘာလို့အရေးကြီးလဲဆိုရင် testosterone ကို cooking လုပ်ဖို့ချက်ပြုတ်ဖို့ဆိုလို့ရှိရင် vitamin D ကလည်းတောက်တနေရနဲ့အရေးကြီးတယ်အဲ့ vitamin D ပဲရလဲဆိုလို့ရှိရင် sunlight ကျွန်တော်တို့နေရနေရတယ်အဲ့တော့နေရောင်တဲကိုတိတ်မထွက်ပြစ်တဲ့အမျိုးသားတွေဆိုလို့ရှိရင် vitamin D deficiency ဖြစ်နေဒါပေမဲ့ vitamin D နည်းတယ်ဆိုတာတော့ရှားတယ်ကမ္ဘာပေါ်မှာနေနေတာဖြစ်တဲ့အတွက် vitamin D ကတော့ရနေမှာပဲဒါပေမဲ့များရနေနည်းရကွာတယ်အဲ့တော့ daily work လုပ်သားတွေပေါ့နော်အပြင်မှာထွက်ပြီးအလုပ်လုပ်တဲ့စိုက်ကားနေတဲ့သူတို့ရေတန့်လဲပို့တဲ့သူတို့စသဖြင့်ပေါ့အလုပ်ချမ်းလုပ်တဲ့လောက်သားတွေယောက်ျားတွေမှာဆိုလို့ရှိရင်ဗီတာမင် D ကိုကောင်းရတာဖြစ်တဲ့သူတို့ရဲ့ muscle တွေဟာလည်းကြစ်လက်တယ်သူတို့ရဲ့သွေးကြောတွေဟာလည်းမြင်ထင်းဆိုင်ကိုမြင်ရတယ်တန်ပါတယ်ထွားကြိုက်တယ်အစားတွေအများကြီးသူတို့ရဲ့ budget အရာမစားနိုင်ဘူးဆိုပေမဲ့ကျွန်တော်တို့အဲကွန်ကနေမှာထိုင်ပြီးအလုပ်လုပ်တဲ့သူကအများကြီးတန်ပါတယ်ဆိုတော့မိတ်ဆွေတို့လက်ခံရလိမ့်မယ်လယ်သမားတွေဆိုလို့ရှိရင်ကျွန်တော်တို့မနိုင်တဲ့အလေးရဲ့4-5စောင်းမနိုင်တာလည်းမိတ်ဆွေတို့သိလိမ့်မယ်ဒါ that is vitamin D နဲ့အခုနပြောတဲ့အစားအသောက်တွေကိုသူတို့ပဲတွေမှုတွေစသဖြင့်အဲ့ဒါတွေကိုကောင်းစားလို့
Okay နောက်တစ်ချက်ထပ်တက်ရမယ်ဆိုလို့ရှိရင် magnesium ဆိုအသီးရွက်ကရတာအဲ့တော့အသီးရွက်ကနေ magnesium ရတဲ့ zinc ကိုကောင်းကောင်းမွန်မွန်စားတယ်အခုနပြောတဲ့ vitamin D ကိုနေအောင်ထဲမှာကောင်းကောင်း sunlight တွေကိုကောင်းကောင်းကျွန်တော်တို့ absorb လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က man ပဲ we are the alpha man ပဲစောင်းကြတဲ့ယောက်ျားလေးအားလုံး superman ဖြစ်ကုန်လိမ့်မယ် okay အဲ့တော့အားလုံး superman ဖြစ်ဖို့ဘာလုပ်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့မနက်စောစောထမယ် vitamin D အများဆုံးရတဲ့အချိန်ကမနက်စောစောထွက်တဲ့ sunlight အဲ့တော့မနက်စောစောမှာရတဲ့ sunlight မှာကျွန်တော် sunburn လုပ်မယ်စွတ်ချက်အပားလေးဝတ်ပြီးတော့လမ်းလျှောက်မယ်အခုနပြောတဲ့အစားအသောက်တွေစားမယ်အခုနပြောတဲ့နေထိုင်ပုံစံမလာသေးဘူးပေါ့နော်အခုနပြောအစားအသောက်တွေစားပြီးနေမယ်အဲ့ဒီထဲမှာကျွန်တော် secret ingredient တစ်ခုကိုကျွန်တော်ပြောပြမယ်ကျွန်တော်အမြဲတမ်းသုံးဆွဲတယ်ကျွန်တော် testosterone user ဆိုတော့ကျွန်တော်ခန္ဓာကိုယ်ရဲ့ testosterone တွေထိုးသွင်းလေးရှိတယ်အဲ့တော့ testosterone တွေကျွန်တော်မထိုးသွင်းပဲရက်ထားတာကြာပြီအဲ့တော့ testosterone ခန္ဓာကိုယ်ပေါ်မှာထိုးသွင်းနေတဲ့အချိန်မှာအရန်နေထိုင်ကောင်းပြီးတော့အားလုံးကိုမြင်သမျှပန်းပွင့်နေတယ်ပျော်တယ်ကျဉ်တတ်တယ်ကျွန်တော်တို့ကတော့ testosterone ကဒေါသထွက်စေတဲ့ကိစ္စမဟုတ်တော့တယောက်နဲ့တယောက်မတူဘူးပေါ့နော်ကျွန်တော်တို့ကတော့ testosterone ကြီးကအရန်ကိုပျော်ရွှင်ဖို့ကောင်းတဲ့အရာကြီးနေရတာအဆင်ပြေတယ်အားလုံးအကောင်းမြင်တယ်တန်မာတယ်တွက်လက်တယ်လှုပ်ချင်တဲ့ decision ကိုတစ်ထိုင်နဲ့ချနိုင်တယ်ကျွန်တော်တို့ testosterone ကအဲ့တော့ကျွန်တော် testosterone သုံးတဲ့ကာလတွေမှာအဲ့ဒါတွေရ testosterone တွေကျွန်တော်မသုံးမဲ့ရက်လိုက်တဲ့အချိန်မှာကျွန်တော်ကအဲ့ဒီဟာတွေဆန့်ကျင်မှဖြစ်ပြီးဒေါသတွေထွက်လာတယ်စိတ်တွေညစ်လာတယ်မပျော်တော့ဘူးလောက်ကကန်ရတာအဆင်မပြေတော့စသဖြင့် testosterone တွေမသုံးမဲ့ရက်လိုက်တဲ့အချိန်မှာအဲ့လိုဖြစ်တယ်အဲ့တော့ကျွန်တော်ဒီ ingredient တစ်ခုကိုကျွန်တော်စသုံးတဲ့အချိန်မှာ testosterone ထိုးနေတယ်လို့မျိုးကိုကျွန်တော်ခံစားရတဲ့ ingredient တစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုမိတ်ဆွေတို့နားမှာအလွယ်နဲ့အမြန်ဝယ်လို့ရတဲ့ဈေးတက်နဲ့ရမယ်ဂျင်းအနောက်တော့ဘာလဲဆိုလို့ရှိရင်ပြားရည်အဲ့တော့ဂျင်းကိုကျွန်တော်ဘာလုပ်လဲဆိုလို့ရှိရင်ရေဆေးလိုက်တယ်ဆေးပြီးတော့အပေါ်အခွန်တွေကိုကျွန်တော်ဓာတ်နဲ့ချစ်ထုတ်လိုက်တယ်ချစ်ပြီးတော့ပါလေးတွေတေးမြင်လေးတွေကိုကျွန်တော်ဖြစ်အောင်လှီးတယ်ပြီးအခုနပြားရည်နဲ့ကျွန်တော်အဲ့ဂျင်းနဲ့ဟိုပေါင်းပြီးတော့ရောပြီးတော့စိန်လိုက်တယ်စိန်ပြီးတော့ကျွန်တော် step in တိထားတယ်တပတ်ပြည့်တဲ့နေ့မှာလက်ဖက်စားစွန်းတစ်စွန်းနဲ့အဲ့ဒီပြားရည်ရောအဲ့ဒီဂျင်းရောစားပြီးတော့ဝါးစားလိုက်တဲ့အချိန်မှာ3ရက်4ရက်လောက်နေမှာကျွန်တော်ရဲ့ emotional တွေရောကြံတဲ့အရာတွေပေါ်ပြန်ပြီးတော့ testosterone ထိုးထားတယ်လို့ကိုကျွန်တော်ပြန်လဲရရှိတယ်အဲ့တော့ testosterone ကအဲ့လောက်ထိကိုအရေးပါတယ်လို့အခုနပြောတဲ့ ingredient ကလည်းကျွန်တော်တို့တော်တော်လေး hit ဖြစ်ခဲ့တယ် viral ဖြစ်ခဲ့တယ်အဲ့တော့ကျွန်တော်တော်ကြိုက်တယ်အဲ့တော့မိတ်ဆွေတို့လည်း alpha man ဖြစ်လာဖို့မိမိရဲ့ decision တွေကိုတေချာတဲ့ decision တွေချနိုင်ဖို့တန်မာလာဖို့အစီကြဖို့ယောက်ျားတစ်ယောက်ရဲ့အသွင်ပြင် looking good ကိုရဖို့အခုနပြောတဲ့အစားအသောက်တွေကိုဖိပြီးစားပေးဖို့တော့အရေးကြီးတယ်အဲ့တော့ testosterone ကျစေတဲ့အချက်အရေးကြီးဆုံးတစ်ခုရှိတယ် that is စိတ်မကောင်းစားနေပဲပြောပြစီ alcohol ဘယ် alcohol မဆိုကျွန်တော်တို့ခန္ဓာကိုယ်ထဲဝင်ပြီးဆိုတာနဲ့ကျွန်တော်တို့ရဲ့ testosterone level ကကျစေတယ်ဒါဟာ research တွေမှာလည်းတွေ့ရတယ် scientist တွေလည်းပြောပြီးသားကမ္ဘာပေါ်မှာလည်းအမြဲတမ်းအကြိမ်ကြိမ်လူတိုင်းပြောနေတဲ့ကိစ္စအဲ့တော့ alcohol ကိုတတ်နိုင်သမျှ short တောက်ပါအခုနပြောတဲ့အစားအသောက်တွေတတ်နိုင်သမျှတိုးစားပါနေအောင်ကြီးမှာထွက်ပြီးတော့ sunburn လုပ်ပါ zinc ဓာတ်တွေများများစားပါ magnesium ဓာတ်တွေများများစားပါကျန်းမာရေးကိုကောင်းကောင်းမွန်မွန်နေပါစောစောအိတ်ဒါဆိုရင်တော့ခမည်းဟာလအနှဲငယ်အတွင်းမှာယောက်ျားတစ်ယောက်အတွင်အပြင်ကြီးကိုတေချာပေါက်ရသွားတယ်အဲ့တော့မိတ်ဆွေတို့ကျွန်တော်တို့ယောက်ျားချင်းချင်းထဲပဲပြောမှဆိုလို့ရှိရင်ယောက်ျားတယောက်အတွင်ပြင်လို့ချင်တယ်မလား okay does this အဲ့တော့ try ကြည့်ပေါ့တခုခုထူးကြရဆိုရင်ကျွန်တော်ပြန်လာပြီး sharing လုပ်ပေးပါအဲ့တော့ comment မှာ testosterone ရဲ့အတူကောက်တီလေးရေးခဲ့စေချင်ပါတယ်ဒါလေးတော့ကူညီပေးပေါ့ဗျာကျေးဇူးအများကြီးတင်ပါတယ်